နာကသူမရဲ့နေရာကိုအစားထိုးလိုက်ပေမဲ့သူမကအလိုလိုက်ခံထားရသူပါလားမယားငယ်စီကိုမျက်နှာလိမ့်ခရင်သွားပို့ခိုင်းတဲ့အခါသူမကအဲ့ဒီထဲကိုငရုတ်ကောင်းစားပြေးတွေထည့်လိုက်ပါတယ်ကကယ်ဗင်ကယော်ကြီးပေးဖို့ကြိုးစားတဲ့အခါသူမကဒါတွေဟာလင်မယားပိုင်ပစ္စည်းတွေပဲလို့ပြုံးပြီးပြောလိုက်ပါတယ်ကယ်ဗင်တယောက်တုံလှုပ်သွားပါတယ်ယိုဒါကသူသိထားတဲ့မိန်းမမဟုတ်တော့ပါဘူးကကယ်ဗင်ကအမွှာနှစ်ယောက်ကြားကစာချုပ်ကိုရှာတွေ့သွားပြီးအေမီကသူ့ကိုဘလောက်တောင်ကောင်းကောင်းပြုစုဆောင်ရှောက်ခဲ့လဲဆိုတာကိုပြန်သတိရလာပါတယ်ကသူကသူမကိုတကယ်ချစ်နေမိပြီဆိုတာသိသွားပြီးသူမကိုစတင်ရှာဖွေပါတော့တယ်ခအေမီကတခြားမြို့မှာပန်းဆိုင်လေးဖွင့်ထားပြီး CEO တဦးဖြစ်တဲ့အန်ဒရူးနဲ့ရင်းနှီးသွားပါတယ်ခအန်ဒရူးကတငယ်တုန်းကတွေ့ခဲ့ဘူးတဲ့မိန်းကလေးကိုရှာနေတာဖြစ်ပြီးအဲ့ဒါကအေမီဖြစ်နေတာပါလားနောက်ဆုံးမှာကယ်ဗင်ကအေမီကိုရှာတွေ့သွားပြီးအိမ်ပြန်ခေါ်ဖို့ကြိုးစားပါတယ်ခဒါပေမဲ့အေမီကတော့သူ့နားမှာနေခဲ့တာဟာပတ်စံနဲ့လွတ်လပ်ခွင့်အတွက်ပဲဖြစ်ပြီးသူ့ကိုတခါမှမချစ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်ခကယ်ဗင်ကသူမကိုချစ်တယ်ဆိုတာတက်တည်ပြဖို့မိုးထဲမှာရက်နေခဲ့ပေမဲ့နောက်ဆုံးတော့ဆေးရုံရောက်သွားခဲ့ပါတယ်ခအန်ဒရူးကအေမီကိုကယ်တင်ပြီးလူဆိုးတွေကိုထောင်ထဲပို့လိုက်ပါတယ်ကဒီတစ်ခါမှာတော့စွန့်ပစ်ခံထားရတဲ့သမီးလေးဟာတကယ့်အချစ်စစ်နဲ့ကာကွယ်ဆောင်ရှောက်မှုတွေကိုရရှိသွားပါတော့တယ်ခ